ဟိုးရှိရှိတုန်းကအစုံမရှိတဲ့စစ်ပွဲကြီးကြောင့်ရေနဲ့ရန်ကြားမျှကြေရာဖျက်ဆီးခံခဲ့ရပြီးကက်ဂျီယာ Riverlands လည်းကစင်ကလျာဖြစ်ခဲ့ရပါတယ်။ကပ်ဘေးကြီးကနီးကပ်လာချိန်မှာတော့ကံကြမ္မာသတ်မှတ်ထားပြီးသားဖြစ်တဲ့အမျိုးသမီးတစ်ယောက်ကရှေ့ကိုထွက်လာခဲ့ပါတယ်။လူသားတွေအတိဒုက္ခရောက်နေတာကိုကယ်ဖို့နတ်ဘဝကိုဆွလွတ်ခဲ့တင်မျိုးလိုရဲ့ပုံမှာခဏခဏနေချမ်းရှာဖို့အတွက် ဒီလိုစပင်းမှုမျိုးကိုလုပ်နေတာ အိမ်မလုံးတော့နောက်တော့မရောက်တာဘုံကိုကာကွယ်ဖို့အတွက်ဘာများနောင်တရောက်ပြရှိမှလဲဒီနေ့မှာပဲကံကြမ္မာလူပြည်ပေါ်နောက်တစ်ချိန်ထပ်ဆင်းလာခဲ့ပါတယ်။ဒီလိုတော့မရတဲ့ကောင်းမှုတွေနဲ့အဆုံးမဲ့အကျဉ်းသားတရားတို့ပိုင်ဆိုင်ထားတဲ့နတ်ဆရာမစစ်တီးရပေါ့ငြိမ်းချမ်းမှုနဲ့ကြွယ်ဝချမ်းသာမှုတို့ထိမ့်သိမ့်သူအချိန်ရဲ့တိုက်စားမှုကိုခံရမှာမဟုတ်တဲ့သူဒီနေ့မှာပဲဖိနစ်ငှက်ကပလင်ပေါ်တက်တာကိုကောင်းကင်ဘုံရောမြေပြင်ကိုပါတက်သေးခံစေလိုက်ပါဒီဘုံတစ်ခုလုံးကရွှေရောင်လွှမ်းတဲ့ခစ်ကိုသွားဖို့စုစည်းသွားခဲ့ကြတယ်မေယော့ကအချိန်ကနေအာယုံဦးစီတို့ငါအသက်ရှင်နေသေးသေး၍ရန်သူကဘယ်တော့မှမိတ်သွားမှာမဟုတ်ဘူး